ကဲအားလုံးတစ်ခုပြောချင်တယ်နော်တစ်ခုတော့မေးပြစေမသိတော့မင်းတို့ဘာဖြစ်လို့တော့ကချင်ပြည်နယ်ကြည့်လို့ချင်နေရတာလဲမြန်မာပြည်ဆိုတဲ့ထဲကနေကချင်ကရကရင်ချင်းဗမာမူရခိုင်ရှာအားလုံးရှိရနော်အဲ့ဒီထဲကနေမင်းတို့ဘာဖြစ်လို့ကချင်ပြည်နယ်မင်းတို့လိုချင်နေကြတာလဲပြီးတော့မင်းတို့ကချင်တို့ရက်ဆက်တာလို့နေပြီနော်အားလုံးမှာခံစားချက်ဆိုတာရှိတယ်နော်အားလုံးမှာဘယ်လိုပြောမလဲအားလုံးကတွေးနဲ့တားနဲ့တီဆောက်ထားတဲ့သူတွေကြီးပဲနော်ပြီးတော့တစ်ခုပြန်မေးချင်တယ်မင်းတို့ကလည်းနော်မင်းတို့ဟာမင်းတို့အေးစစ်စစ်နေရင်ကောင်းတယ်ငါတို့လည်းငါတို့ဟာနဲ့ငါတို့အေးစစ်စစ်နေတာနော်ဘသူမှသွားမလူဘူးဘသူမှသွားဘယ်လိုပြောမလဲဒုက္ခတွေမပေးဘူးနော်ဘာပဲဖြစ်ဖြစ်ကိုပြည်နယ်ကိုဝင်ရောက်တဲ့သူတွေကိုကပြန်ပြီးတိုက်ခတ်မှာပဲလေမဟုတ်ဘူးလားမင်းတို့နိုင်ငံမင်းတို့ရတယ်မင်းတို့ရဲ့ပြည်မှာမင်းတို့ရှိတဲ့ဟာကိုလေဘာဖြစ်လို့ကချင်ပြည်နယ်မင်းတို့လိုချင်နေကြတာလဲပြီးတော့တစ်ခုပြန်မေးချင်တယ်ဘာသာရေးစစ်ပွဲလားနိုင်ငံရေးစစ်ပွဲလားနော်အေးတကယ်လို့နိုင်ငံရေးစစ်ပွဲဆိုရင်နင်တေကိုတေဆိုတဲ့စိတ်ဓာတ်နဲ့ထားပါပြီးတော့တိုက်ခိုက်ပါနော်ဘာသာရေးစစ်ပွဲဆိုတော့တစ်ခုပေးပြောချင်တယ်မင်းတို့ရဲ့ Buddhist မင်းတို့ကိုယ်ွယ်တဲ့ရုပ်ထုငါတို့လာမတူဘူးငါတို့လာမခိုးဘူးငါတို့ဟာနဲ့ငါတို့ဟာဖျားเจ้าနဲ့စမ်းစာနဲ့နေတာနော်အေးစိတ်ပဲအားလုံးအတွက်ပြီးတော့တစ်ခုပြန်ပြောချင်တယ် post တစ်ခုမှဖတ်ရတယ်နော်ကျမတို့ကစမ်းစာရထားတဲ့သူဆိုတော့ယဉ်ကျေးပဲပြောပါမယ်အန်တီတယောက်ပေါ့နော်သူ့ရဲ့လေယာဉ်မြေကိုအစိုးရတွေတင်ထားသေးတယ်တဲ့နိုင်ငံဘယ်လိုပြောမလဲဥပဒေတွေပေါ့နော်ပေးစားလုပ်ပေးမယ်ဆိုပတ်စံ6သိန်းကအရင်ယူစားထားတယ်တဲ့အခုချိန်နေ့ပြန်လုပ်ပေးအဲ့ဒါကြောင့်ကျမ post တင်လိုက်တာပါတဲ့အဲ့ဒါကျမတစ်ခုတင်လိုက်တာအော်မင်းတို့အချင်းချင်းတော့မင်းတို့အဲ့လောက်ထိမတဲ့နေတော့ငါတို့ဝင်ပုံဆိုတဲ့သူတွေလာမရှင်နဲ့လို့ကျမပြန်ပြီးတော့စဉ်းစားမိတယ်ပြတ်တစ်ခုရှိသေးတယ်မင်းတို့ဘူကြီးပေါ့နော်ဗမာတဲ့ရဲဘော်ဘူကြီးပေါ့မိမယူတာ9လပဲရှိသေးတယ်သူ့ဆရာမလည်းချောပါတယ်ကျောင်းဆရာမလည်းသူ့ရဲ့မိမလည်းရွှေတန်းသွားလိုက်တာအမှပျောက်တော့သူရှာရင်တွေးတယ်ကချင်းတွေ KIA တွေထောင်ထားတဲ့ဘုံတွေမှာတွားနေမိတော့အသေးရောအသားရောတွေးရောတိုင်းနှလုံးရောကြောက်ကရောကလီစာရောအားလုံး opposite ဖြစ်သွားတယ်တဲ့စိတ်တော့မကောင်းပါဘူးဒါမဲ့ငါတို့ကြာရှုံးထားတာလည်းအများပြီလေတခုပြန်ပြောချင်တယ်တခုစိတ်မကောင်းတာသူတို့အတွက်တော့သူတို့ရဲ့အိမ်ထောင်ရဲ့သူတို့မွေးနဲ့ကလေးတို့အတွက်ကျမစိတ်မကောင်းပဲနော်စဉ်းစားပေးတယ်ပေါ့ဒါမဲ့ဒီလိုပါပဲပျောက်တော့သူရှာရင်ဒီပျောက်တဲ့ဟာကိုတွားရှာတော့မြင်းနေမှာပေါ့မဟုတ်ဘူးလားတွေ့မှာပေါ့လေအဲ့ဒါကြောင့်တခုပြန်ပြောချင်တယ်နော်ပြီးတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြိုက်ခါပူကြီးပျောက်တော့အကြိုက်ခံထားရတယ်တဲ့မင်းတို့တော့မှစစ်ကြောင်းကိုနော်မင်းတို့တော့မှအရန်ကျွမ်းလို့ငါဟာရဲဘော်ဆိုပြီးမင်းတို့နေတာလေမင်းတို့တော့ခံယူထားတာငါကရဲဘော်ဘိုးကြီးဆိုတယ်မင်းတို့စစ်လမ်းကြောင်းတွေအရန်ကျွမ်းလို့လေနော်အဲ့လိုခံယူထားတယ်သူတို့က nurse doctor ဆရာမခွဲစိတ်ဆရာမတွေသူတို့လည်းဆေးပညာတွေအတတင်ကျွမ်းလို့သူတို့ကနေတာလေအဲ့ဒါတော့သူတို့ကအကြိုက်ခံတဲ့ဟာပေါ့ဘာဖြစ်လို့အကြိုက်ခံတာလဲအော်ဘာကြိုက်တာလဲလို့တွားမေးတော့လေခွေးကြိုက်တာလို့တွားပြောတယ်တဲ့အဲ့တော့ဒေါက်တာခွေးစိတ်ဆရာမရဲ့ရင်ထဲမှာတော့ဟာတာလေးဖြစ်သွားကုန်ရောပေါ့။အော်စစ်ကြီးတော့လူကြိုက်ထားတဲ့ဒဏ်ရာပေါ့နော်။အစိတ်ပေါ့။အဲ့ဒါကိုခွေးကြိုက်တယ်လို့ why you say ။ဘာကြောင့်နင်ပြောတာလဲ။သူစဉ်းစားတာပေါ့။တကယ်လို့ကျမပြန်စဉ်းစားမိတာလေနော်။အော်မင်းတို့ဗမာတွေကအဲ့လိုပဲလားလို့နော်။ခွေးကိုတော့မှငါတို့ကချင်တွေကိုနော်ရက်ဆက်တာလေးနော်တပ်ဖြတ်တာမဝလို့ပေါ့နော်ခွေးကိုတော့မင်းတို့ကအလွတ်မထားချင်ဘူးပေါ့ခွေးမပေါ့နော်ခွေးမကိုတော့မင်းတို့ကအော်စော်ကားချင်တာပေါ့မသိမ်းချင်တာပေါ့ခွေးမကိုတော့မင်းတို့ကအလွတ်မထားချင်ဘူးကျမစဉ်းစားမိလိုက်တယ်အော်ခွေးနဲ့တောင်မှအဲ့လောက်ထိတောင်မှလားလို့ပေါ့နော်ကျမစဉ်းစားတာပေါ့လို့အဲ့တော့ကျမစဉ်းစားတယ်အော်ခွေးနဲ့တော့အဲ့လိုဖြစ်နေတော့လူတွေကတော့ကျမတခုပြောတယ်ခွေးနဲ့နိုင်တော့ခွေးတွေအရန်တိတ်ခါကြတယ်နော်မင်းတို့မွေးတဲ့ခွေးတွေရတယ်ငါတို့ကချင်နေမွေးတဲ့ခွေးတွေရှေ့တန်းမှာအရန်ကိုအတုံးဝင်နေတိလားပြီးတော့ငါတို့မွေးတဲ့ခွေးကဖမင်းပဲကျွေးတယ်ချီးမကျွေးဘူးနော်ပေါက်တယ်နော်တခုပြန်ပြောမယ်ငါတို့ဘာမှအပြစ်မရှိတဲ့ကျောင်းဆရာမနဲ့အောင်မင်းတို့ကြိုက်တယ်လို့မသိမ်းကျင်တယ်ယောက်ျားလေးကကန်ဒူးနဲ့နာဘူးဆိုတာပဲရှိတယ်ကျမကြားဘူးတာလေနော်ကန်ဒူးနဲ့မဖြစ်စေနဲ့တိလားယောက်ျားမရင်နာဘူးတယ်ဆိုတော့ကျမလက်ခံတယ်ကန်ဒူးတော့မဖြစ်စေနဲ့ကန်ဒူးဆိုရင်ခိုးကြောင်ခိုးဝက်ခိုးစားတဲ့ဟာတခိုးကြပိုးတွေလေအဖြစ်စေနဲ့နော်ဘာမှအပြစ်မရှိတဲ့ဆာမညောင်လည်းဆုံးရှုံးပြီးသားပြန်အခု
အခုတလောပဲနော်ငါတို့ရဲ့သွေးသားတယောက်ခလေးလေးသူ့ဟာနဲ့တူနေတဲ့ဟာမင်းတို့လာပစ်ချတယ်နော်လာထောင်ထားတယ်အေးအဲ့ဒါလည်းငါတို့ထပ်ပြီးဆုံးရှုံးရတယ်လူဆိုတာခံစားချက်ပြင်းတယ်နော်ခံလို့အားကြီးရင်မင်းတို့ပေါက်ပွဲတတ်တယ်ဆိုတော့မင်းတို့နားလေသေးလားတခုတော့မင်းတို့ပြောလိုက်မယ်နော်ကချင်ပြည်နယ်မင်းတို့ရအောင်ပဲတော့မှကျူးကျော်လာတယ်ကိုယ်နိုင်ငံနဲ့ကိုယ်ပါလာနဲ့ကိုယ်ဟာနဲ့ကိုယ်အေးစင်းနေကြပါနော်တခုတော့ပြောချင်တယ်မင်းတို့ဘာသာလဲမင်းတို့ရဲ့ရုပ်ထုတွေမင်းတို့ရဲ့ဘာသာတွေငါတို့လာမခိုးဘူးငါတို့လာမလူဘူးငါတို့ဟာနဲ့ငါတို့ကဖျားချောင်းသွားတယ်အေးစစ်စစ်နဲ့နေဖျားချောင်းမီးရှို့တာလွန်နေပြီနော်အိမ်ချမ်းမြေရာတိမ့်တာအယမ်းလွန်နေပြီနော်မင်းတို့လေမင်းတို့တခုပြောမယ်နော်ငါတို့ကဘလို့တဲ့ကြားစာရထိုက်တဲ့သူဆိုတခုတော့ပြောလိုက်မယ်ငရဲဆိုတာအိုင်အများကြီးရှိတယ်အဲ့ဒီအိုင်ထဲကနေအကြီးဆုံးငရဲအိုင်ဆိုတခုရှိရနော်မင်းတို့မတည်ခင်မှာမင်းတို့ဘလို့ပြောမလဲစမ်းစာတွေနဲ့မဟုတ်ရင်တော့မင်းတို့ကုတူကောင်းမှုတွေအများကြီးလုပ်သွားကြပါလို့ကျွန်မပြောချင်တယ်ဒါပဲမင်းတို့အရှမ်းတရားလွန်နေပြီနော်လူဆိုတာခံစားချက်ပြင်းနေဆိုမင်းတို့လုံးဝမမေ့ပါနဲ့